ဒီနေ့မှာတော့ကေပေါ့မီတမီလေးတွေပေါ့နော်မျက်နှာကိုလုံးဝဂလူးနေလို့ရအောင်ပေါ့နော်ဘာတွေသုံးပြီးမှဘယ်လိုပြင်လဲဆိုတာကိုunboxing လုပ်ရင်းနေပေါ့နော်တူတူလိုက်ပြင်ကြည့်ရအောင်ပေါ့နော်အခုတမကျွန်မသုံးပြထားတဲ့ spray ကတော့လုံးဝမစားပါဘူးပေါ့နော်ကဲအရင်ဆုံးဒါတော့လက်ဆောင်ရထားတဲ့ဟာလေးဒီပေါ့နော်သူရဲ့နာမည်ကြတော့အရင်မပြောတော့ဘူးပေါ့အဲ့တော့ကျွန်မကဲအရင်ဆုံးဒါလေးတစ်ခုအရင်စမ်းပြပါမယ်ပေါ့နော်သူကြတော့ glowing spray ဟုတ်ပါတယ်ပေါ့နော်သူတော့ before လေးဖြန်းလို့ရ after လေးဖြန်းလို့ရကြိုက်တဲ့အချိန်ဖြန်းလို့ရအတိကတော့သူကလုံးဝ smooth ဖြစ်စေပြီးမှ glow ပေးတဲ့ spray လေးပေါ့နော် setting spray လေးဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒါကြတော့ serum ပါသူကြတော့ retinol lighting serum ဖြစ်ပါတယ်ပေါ့နော်သူကြတော့ day and night သုံးလို့ရပါတယ်ပေါ့နော် dry တမားတွေလည်းသုံးလို့ရ normal to combination လေးသုံးလို့ရတယ်ပေါ့နော် oil လေးသုံးလို့ရပါတယ်ပေါ့နော်ကဲနောက်တစ်ခုကြတော့ဒီဟာတော့ကိုကြည့် T3 ဖြစ်တဲ့အတွက်ကြောင့်မဟုတ်တော့တော့ night မှာသုံးရင်တော့ပိုပြီးမှအဆင်ပြေတယ်ပေါ့နော် serum ပါပဲဒါလေးသူ့ရဲ့ texture ပုံစံတော့ရမိုက်တဲ့သူ့လိမ့်လိုက်လို့ရှိရင်လေလုံးဝအေးလေးတစ်ခါတည်းနဲ့အသားသေးစိတ်ဝင်သွားတယ်ပေါ့နော်ဒီအခုပြသွားတဲ့ serum တော့အကုန်လုံးကြတော့လေအသားသေးကိုလုံးဝစိတ်ဝင်သွားတယ်ကွာကဲဒါကြတော့နောက်တစ်ခု serum ပါ Central Assist serum ဖြစ်ပါတယ်ပေါ့နော်ကဲသူ့ကိုလေးကြည့်ပါဦးလိမ့်ချင်စရာရင်လုံးဝ smooth ဖြစ်သွားတဲ့အသေးကိုယ့်ရဲ့ skin ပြည့်စည်နေတဲ့စံသားကိုလေလုံးဝအတွင်းသားထိကိုလည်းလိုမျိုးစိတ်ဝင်စေပါတယ်ဒါကြတော့ retin shot 100ပေါ့နော်သူကြတော့ day and night သုံးလို့ရပါ day and night မဟုတ်ပါ night ဖြစ်ပါတယ် night မှာပဲသုံးလို့ရတယ်ပြီးတော့သူ့လိမ့်လိုက်လို့ရှင်တော့သူကပါတယ် center လာအဲ့ဒါပါတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပထမလိမ့်တဲ့ချိန်ကျတော့မျက်နှာလေးကိုလေနည်းနည်းပါလေးဆက်တယ်လို့ပါလို့တော့နည်းနည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူက skin care ကိုအတိကအလုပ်ပေးတဲ့ဟာဟုတ်တယ်ပေါ့နော်ကဲဒါဆိုတော့ဒါရဆိုဒီတစ်ခုကိုကျွန်မအရင်သုံးလိုက်ပါမယ်ပေါ့နော်တကယ်ကျွန်တော်ကြည့်ပေါ့နော်ဒီဟာကြတော့လေနော် essence ရောပါတယ်သူက serum နဲ့တွေးထားပေးတယ်ပေါ့နော်သူတော့မနဲ့ညသုံးလို့ရပါတယ်ပေါ့နော်ပြီးတော့သူကcombination ရော dry ရော normal ရော oily sensitive အကုန်သုံးလို့ရတယ်ပေါ့နော်ဝက်ချန်ရောက်ကြံခဲ့တဲ့မှာရွတ်တွေကြိုက်ခွဲတဲ့ကိုဒီဟာကပျောက်စေတယ်ပေါ့ဒီအမျိုးအဆက်ကြတော့ဝက်ချန်ပေါက်လို့ရှင်တော့ပူပြီးမှလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ပေါ့နော်အရင်ကကျွန်မလေးသုံးခဲ့ဘူးတော့အဲ့လိုမျိုးအဆက်တွေနဲ့ပြပါတယ်ပေါ့နော်โอเคဒါဆိုတော့ကျွန်မ foundation ကိုပကြည့်လေးပဲသုံးလိုက်တယ်ဒါကြတော့ကူရှင်ထည့်လိုက်တာဆိုမျက်နှာလုံးဝကိုရီးယားမလေးတွေလို့ပကြည့်လေးပဲလို့ချင်တာပြတဲ့အတွက်ကြောင့်ပေါ့နော်ဒီတူနာဒီ spray လေးနဲ့သုံးပြီးမှကျွန်မသွားထားတယ်ပေါ့နော်ပြီးတော့ဒီကျွန်မကအညူဟာကိုပဲမျက်ခုံးမွေးကိုလည်းအရင်တူလေးမဟုတ်ပေးနေပေါ့နော်ဒီလုံးဝတကယ်တဘာဝဆန်အောင်တုံးထားတယ်ပြီးတော့ eyeshadow ကိုလေကျမကိုတုံးပြသွားတဲ့အရာတွေနဲ့လိုက်ချစ်ကြည့်ပေါ့နော်နောက်ဆုံးမှာတော့ကိုလိုချင်တဲ့လွတ်လေးရလာတာပေါ့ကဲဒါဆိုတော့ဒါကျတော့မျက်တောင်တက်မယ်ပေါ့ဒီမျက်တောင်ကျတော့ကျမဝေမာသွားရပေါ့နော်ဘာလို့လဲဆိုတော့တခါတည်းနဲ့ကောပါတာဖြစ်တဲ့အတွက်ကြောင့်မျက်လုံးမိလဲလို့ရှင်လေဒီတော့မျက်တောင်ကပ်ပါမယ်ပေါ့နော်မျက်တောင်ကပ်မယ်ဒါအပါထည့်ရပဲယူထားပါတော့ပြီးတော့သူများလိုပေါ့နော်နတန်ထင်းထင်းလေးဟန်ဆောင်ကြမှာပေါ့နော်နတန်မြင့်မြင့်လေးဟန်ဆောင်ကြပါမယ်ပြီးတော့ထင်းလေးမြင်တွေ့အောင်ပေါ့နော်ကိုကနတန်ထိတ်မှရောဒီမျက်လုံးကြားသေးမှရောအဖြူ height လိုက်လေးထည့်ပါမယ်ပေါ့နော်ပြီးတော့ကိုရဲ့မျက်နှာမှာလည်း highlight ကိုထည့်ပါမယ်အခုအမထေးတဲ့နေရာမှာပဲပြောရမလဲညီမပြောရမှာကျမထေးတဲ့နေရာမှာပေါ့နော်လိုက်ပြီးမှထည့်ကြည့်ပါဆိုတော့အခုလိုမျိုးနောက်ဆုံးမှလုံးဝperfect ဖြစ်တဲ့မျက်နှာလေးရပါမယ်ပေါ့နော်ကဲဒါဆိုတော့မသိဘူးเนาะကျမတော့အရန်ကိုကြိုက်နေပြီပေါ့နော်ကဲဒါဆိုရင်ကျမရဲ့ဒီ profile ထဲမှာပေါ့နော် link ချထားပေးတယ်ပေါ့အဲ့ဒီကနေကျမရဲ့ကုတ်ကိုတုံးလို့ရှိရင်တော့ 5% discount ရပါမယ်ပေါ့နော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ် bye bye